စိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူမအူဆံဘောနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပီးထက်ကြောက်စာတွေရှားဝေးထက်ကငိမ့်ချမ်းမှုနဲ့လင်းလပေါ်ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့တွေရဲ့သမိုင်းများအလေတပါဒီပါကနမနာမကန်လို့ခေါ်မျိုးရရာဇဝင်များချက်မြုပ်ရကနဦးမူလာအစကြော်စောရကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါ